ရာကအမျိုးတွေစီကခန်းဒီကြောက်တွေလက်ဆောင်ရတယ်။ညချင်မောင်လေးရောတော့ချက်လေးချက်ဖို့ဖဖကိုပူစားလိုက်အောင်မယ်။ဖဖဘလို့ချက်လေးဆက်စုကြမယ်။ဒါကခန်းဒီကြောက်လေးတွေရေးစိန်ထားတာပါ။ကျက်သွန်လေးကိုစီတက်ညငပီလေးထက်မွေးနေအောင်ကျက်သွန်ဖြူလေးပါထက်။မြုပ်တီးကျဲမုံနဲ့ရောင်တင်မုံလေးနဲ့ထည့်မယ်။အနစ်တွဲခင်းရင်ဒီလေးထက်ခင်းရင်ဒီလေးဤတော့အောင်ရေလေးနဲ့ထည့်မယ်။ရတာလေးကောင်းမို့ပစွန်ချော်လေးထည့်ပြီးရင်ညနဲ့ခင်းရင်ကြောက်နဲ့ဒီတစ်ခါရေထည့်တာတော့ခင်းလေးကြောက်လေးဤတော့အောင်ပါ။ရေခင်းလေးကြောက်လေးတွေဤသွားပြီ။ဒါဆိုချမောင်ရေလေးထည့်လို့ရပြီ။အပေါ်အငန်အတွက်စားလေးလဲလို့ဒီလောက်ထည့်မယ်။တော့ချက်လေးဆိုတော့ရေဆက်ဆက်လေးဖြစ်အောင်ဒီလေးနည်းနည်းထည့်ထည့်ပါတယ်။ဒီလေးပွက်လာရင်တော့အနံလေးမွေးသွားအောင်နည်းနည်းမင်းနဲ့ညှို့ပြီးစင်းလေးအောင်။ဝိတ်ချိုင်နေတဲ့ချင်မောင်မြင့်ခန်တီကြောက်တော့ချက်လေးရပါပြီရှင်။အမလီဟင်းခက်နေရင်ကိုတီးရီရိုးလာပြီ။တမီးကတော့ရှယ်တွေ့တော့မယ်။ရှက်လိုက်လေးအတွက်ဝတ်သနီကြိုက်ကလည်းမပါမဖြစ်။တမိအကြိုက်လေးအီလီလေးစားပါတော့မယ်။စားရမယ်ဟဲ့။ဝိကြိုက်နေရပဲ။ဟောသားတော်ကြီးအရင်ထက်။တော့ချင်မောင်ခန်းလေးကြောင်ဟင်းလေးလေးထက်။ဒါနဲ့အားရပါရနဲ့စားကောင်းမှကောင်း။我打电话来1-3年呗，看你叫家啥来人偷偷哩，怎么样了？眼高那些人刚我跑回啥你爸比？干啥不当了？တမီးရတဲ့ထမင်းလေးထည့်ထည့်လိုက်အောင်မယ် See you next for bye bye